အမားဖြစ်သူပဲရီမှာဆေးပညာသွားတင်နိုင်မှုအိမ်ပေါ်ကလေးထင်းလှုပ်ပြီးတော့ပတ်စံရှာပေးခဲ့တဲ့သူပတ်စံမရှိလို့လက်ဖက်ရည်နဲ့ပါမုတ်တစ်ချက်စားပြီးတနေကုန်စာကြည့်တိုင်းမှာပဲအချိန်ကုန်ခဲ့တဲ့သူအိရွှေနီးပညာကိုတွေးရှိခဲ့ပြီးတော့လူသားချိုးပြီးလုပ်ငန်းများကိုလှုပ်ဆောင်ရင်ပထမဆုံး Nobel Prize နဲ့တင်ရရှိခဲ့တဲ့အမျိုးသမီး Marie Curie ကမ္ဘာသမိုင်းတစ်လျှောက်မှာသိပ္ပံပညာရှင်တွေအများကြီးရှိခဲ့ပူပါတယ်ဒါပေမဲ့ယောက်ျားတွေပဲကြီးစိုးခဲ့တဲ့သိပ္ပံလောကထဲမှာကိုယ့်ရဲ့ဘဝချမ်းသာရေးနဲ့မိသားစုကိုပါရင်းပြီးလူသားမျိုးနွယ်တွေအကြီးမားဆုံးသောရှာဖွေတွေ့ရှိမှုကိုလှုပ်ဆောင်ခဲ့တဲ့အမျိုးသမီးတစ်ယောက်ရှိပါတယ်။သူကတော့ Marie Curie ပါ။1868ခုနှစ်နိုဝင်ဘာ9ရက်နေ့မှာပိုလန်နိုင်ငံဝါဆောမြို့လီမှာ Marie Curie လို့ခေါ်တဲ့မိန်းကလေးတစ်ယောက်ကိုမွေးဖွားခဲ့ပါတယ်။သူရဲ့မိဘတွေဟာပညာတတ်ဆရာမတွေဖြစ်ကြပေမဲ့အဲဒီအချိန်ကပိုလန်ဟာရုရှားအင်ပါယာရဲ့ဖိနှိပ်မှုအောက်မှာရှိနေခဲ့ပါတယ်။သူမရဲ့ငယ်ဘဝဟာသိပ်မသာယာခဲ့ပါဘူး။အသက်10နှစ်အရွယ်မှာအမဖြစ်သူကိုဆုံးရှုံးခဲ့ရပြီးတော့12နှစ်အရွယ်မှာတော့မိခင်ဖြစ်သူဟာ TB ရောဂါနဲ့ကွယ်လွန်သွားခဲ့ပါတယ်။ဒါပေမဲ့မာရီရဲ့ပညာလိုချင်တဲ့စိတ်ကတော့မတော့မှမငြိမ့်သက်နိုင်ခဲ့ပါဘူး။သူကကျောင်းမှာအတော်ဆုံးကျောင်းသူဖြစ်ပေမဲ့အဲဒီခေတ်ကပိုလန်မှာအမျိုးသမီးတွေကိုတက္ကသိုလ်တက်ခွင့်မပေးခဲ့ပါဘူး။ဒါပေမဲ့မာရီကအရှုံးမပေးခဲ့ပဲနဲ့ Fleury University လို့ခေါ်တဲ့လွှတ်ဝဲကျောင်းလေးမှာပညာသင်ခဲ့ပါတယ်။သူမနဲ့သူမရဲ့အမဖြစ်သူ Bruni တို့ဟာဂတိတစ်ခုထားခဲ့ကြပါတယ်။အမဖြစ်သူပဲရီမှာဆေးပညာသွားသင်နိုင်မှုမယ်ရီကအိမ်ပေါ်ကလေးလေးလုပ်ပြီးတော့ပတ်စံရှာပေးမယ်။အမကျောင်းပြီးလို့အလုပ်လုပ်ရရင်မာရီစီကိုပြန်ထောက်မယ်လို့ဂတိပေးခဲ့ကြပါတယ်။ဒီဂတိကပဲကမ္ဘာအကြီးကျယ်ဆုံးသိပ္ပံပညာရှင်တယောက်ဖြစ်လာဖို့ပထမဆုံးခြေလှမ်းဖြစ်လာခဲ့ပါတယ်။1892ခုနှစ်အသက်24နှစ်အရွယ်မှာတော့မာရီယာပြင်သစ်နိုင်ငံရဲ့ပဲရီမြစ်ကိုရောက်ရှိလာခဲ့ပါတယ်။သူမရဲ့နာမည်ကိုပြင်သစ်လို Marie လို့ပြောင်းလိုက်ပါတယ်။သူမရဲ့ဘဝဟာပဲရီမှာမချမ်းသာခဲ့ပါဘူး။ပတ်စံမရှိလို့ဆောင်းထဲမှာဆောင်းတွေထက်ထက်ချုံပြီးတော့အိပ်ရပါတယ်။တခါတလေလက်ဖက်ရည်နဲ့ပါမုတ်တစ်ချက်ပဲစားပြီးတော့တနေ့လုံးစာကြည့်တိုင်းမှာပဲအချိန်ကုန်ခဲ့ရပါတယ်။သူမဟာ Sorbonne တက္ကသိုလ်မှာယူပဗေဒနဲ့သင်္ချာပညာရပ်တွေကိုအာရုံစိုက်လေ့လာခဲ့ပါတယ်။အစာငတ်မှုတန်ကြောင့်မကြာခဏမိုးလက်တက်ပေမဲ့သူမရဲ့မျိုးလုံးတွေကတော့ဘူးသရအသစ်တွေကြောင့်အမြဲတမ်းတောက်ပနေခဲ့ပါတယ်။1894ခုနှစ်မှာတော့ Marie ရဲ့ဘဝကိုပြောင်းလဲပေးမဲ့အမျိုးသားတစ်ယောက်နဲ့တွေ့ဆုံခဲ့ပါတယ်။သူကတော့ Pierre Curie ပါ။ Pierre ဟာထူးချွန်တဲ့ယူပဗေဒပညာရှင်တူဖြစ်တယ်လို့စိတ်ထားနူးညံ့တဲ့သူလည်းဖြစ်ပါတယ်။သူတို့နှစ်ဦးစလုံးဟာသိပ္ပံပညာကိုယူမှုချစ်မြတ်နိုးကြတဲ့သူတွေဖြစ်တာကြောင့်မကြာခင်မှာပဲချစ်သူတွေဖြစ်သွားကြပါတယ်။1895ခုနှစ်မှာတော့သူတို့လက်ထပ်ခဲ့ကြပါတယ်။သူတို့ရဲ့မင်္ဂလာပွဲဟာတိတ်ကိုရွှင်ရှင်းပါတယ်။မင်္ဂလာဝတ်ဆောင်စားတခွဲခန်းထဲမှာဝတ်တဲ့ဝတ်ဆောင်ပြတွေကိုပဲဝတ်ဆင်ခဲ့ကြပါတယ်။မင်္ဂလာလက်ဆောင်ရတဲ့စပိန်နစီရဲ့ပြင်သစ်ကြီးလက်ဒေသကိုခီးထွက်ကြခဲ့တဲ့ဟာသူတို့ရဲ့အပျော်ဆုံးချိန်တွေပါပဲ။အဲဒီချိန်မှာသိပ္ပံလောကကိုလှုပ်ခတ်စေခဲ့တဲ့ယူရေနီယံဓာတ်ရောင်ကြီးရှာဖွေတွေ့ရှိမှုကမယ်ရီကိုအရင်စိတ်ဝင်သွားစေခဲ့ပါတယ်။မယ်ရီဟာဒီထက်ပိုပြီးတော့နက်နက်လင်းနဲ့လေ့လာဖို့ဆုံးဖြတ်ခဲ့ပါတယ်။သူတို့မှာကိုယ်ပိုင်တခွဲခန်းတော့မရှိပါဘူး။ဆူဆစ်ပြီးအမိုးပေါက်နေတဲ့တသားရုံဟောင်းလေးတွေမှာပဲအလုပ်လုပ်ခဲ့ကြပါတယ်။မယ်ရီဟာကရယာခဲကြီးတွေကိုတန်နဲ့ချီပြီးတော့မှွေးနှောက်ကြွချက်ခဲ့ရပါတယ်။နေရာဒီမှာပူလွန်ပြီးစောင်းရာဒီမှာအခက်မတက်အေးတဲ့အဲ့ဒီဂျုံလေးမှာမယ်ရီကလာပေါင်းများစွာကြိုးစားခဲ့ရပါတယ်။နောက်ဆုံးမှာတော့သူက element အသစ်တစ်ခုကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။ပထမတစ်ခုကိုသူမရဲ့ဇာတိမြေပိုလန်ကိုကွန်ပျူတာအနေနဲ့ပိုလိုနီယံလို့အမည်ပေးပြီးတော့ဒုတိယတစ်ခုကိုတော့ရေဒီယံလို့အမည်ပေးခဲ့ပါတယ်။ဒီရေဒီယံအမောင်ထဲမှာအလင်းပြော့လင်းနေတတ်ပါတယ်။မယ်ရီကဒီလင်းကိုကြည့်ပြီးတော့ fair light လို့တောင်တင်စားခေါ်ခဲ့ပါတယ်။ဒါပေမဲ့ဒီလှပတဲ့အလင်းတန်းတွေဟာသူမရဲ့ကျမ်းမာရေးကိုတဖြည်းဖြည်းတိုက်စားနေမယ်ဆိုတာကိုတော့အဲဒီချိန်မှာသူမကမသိခဲ့ပါဘူး။1903ခုနှစ်မှာတော့ Marie Curie, Pierre Curie နဲ့ Harry Becquerel တို့ဟာယူပဗေဒဘာသာရပ်အတွက်နိုဘယ်ဆုတွေကိုပူးတွဲရရှိခဲ့ပါတယ်။ဒါဟာသမိုင်းဝင်ဖြစ်ရပ်တစ်ခုပါ။ဘာဖြစ်လို့လဲဆိုတော့ Marie ကနိုဘယ်ဆုရတဲ့ပထမဆုံးအမျိုးသမီးဖြစ်လာလို့ပါပဲ။တကယ်တော့နိုဘယ်ကော်မတီကပထမမှာ Marie ရဲ့နာမည်ကိုချန်လှပ်ဖို့ကြိုးစားခဲ့သေးပါတယ်။ဒါပေမဲ့ Pierre ဟာ Marie မပါရင်ဒီဆုကိုလက်မခံဘူးလို့ပြက်ပြက်သားသားညှင်းဆန်ခဲ့လို့သာ Marie ရဲ့နာမည်ပါလာခဲ့တာပါ။ဒါဟာအမျိုးသမီးတွေရဲ့လှုပ်ဆောင်မှုကိုသိပ္ပံလောကကအတိမတ်ပြုလိုက်ရတဲ့အစာပြုခြင်းပါပဲ။ဒါပေမဲ့အောင်မြင်မှုရဲ့နောက်မှာခြေကွဲစရာတစ်ခုကစောက်ကြုံနေခဲ့ပါတယ်။1906ခုနှစ်မိုးရွာတဲ့ညနေခင်းတစ်ခုမှာ Pierre ဟာမြင်းရထားနဲ့တိုက်မိပြီးတော့ကွယ်လွန်သွားခဲ့ပါတယ်။ Marie တက်တော့ကဘာပြတ်သွားသလိုပါပဲ။သူမဟာ Pierre မရှိဘဲသိပ္ပံခီကိုဆက်ရှောက်နိုင်မှာပါလား။ Pierre ဆုံးပြီးနောက် Marie သူမရဲ့ဝန်ထမ်းမှုတွေကိုအလုပ်ထဲမှာပဲနှိမ့်မြုပ်ခဲ့ပါတယ်။သူမဟာ Pierre ရဲ့နေရာကိုဆက်ခံပြီးတော့တက္ကသိုလ်ရဲ့ပထမဆုံးအမျိုးသမီးပါမောက္ခဖြစ်လာခဲ့ပါတယ်။1911ခုနှစ်မှာတော့သူမဟာဒုတိယမြောက်နိုဘယ်ဆုကိုဓာတုဗေဒဘာသာရပ်နဲ့ရရှိခဲ့ပါတယ်။ဒါဟာပထမဆုံးချိန်နိုဘယ်ဆု2ကြိမ်ရရှိခြင်းပါပဲ။ဒါပေမဲ့အဲဒီချိန်မှာသူမဟာလူမှုရေးဆိုင်ရာတိုက်ခိုက်မှုတွေကိုကြုံတွေ့နေရပါတယ်။သူမနဲ့သိပ္ပံပညာရှင်ပေါ်တို့ရဲ့ပတ်သက်မှုတွေကိုသတင်းစာတွေကဝိုင်းပြီးတော့တိုက်ခိုက်ခဲ့ကြပါတယ်။ပြင်သစ်လူထုကသူမကိုအမျိုးသမီးတစ်ယောက်အနေနဲ့ခွဲခြားဆက်ဆံခဲ့ကြပေမဲ့သူမကတော့သိပ္ပံပညာကိုပဲအာရုံစိုက်ပြီးတော့အားလုံးကိုတိတ်ဆိတ်သွားစေခဲ့ပါတယ်။1914ခုနှစ်ပထမကမ္ဘာစစ်ကြီးဖြစ်ပွားတဲ့အခါ Marie ဟာသူမရဲ့တက်ခွဲခန်းထဲမှာအေးစိမနေနိုင်ခဲ့ပါဘူး။သူမရှာဖွေတွေ့ရှိခဲ့တဲ့အိတ်ရွှေနည်းပညာကိုအသုံးပြုပြီးတော့စစ်သားတွေကိုကူညီဖို့ဆုံးဖြတ်ခဲ့ပါတယ်။သူမဟာကားလေးတွေကိုမုန်းမှန်ပြီး X-ray စက်တွေကိုတက်ဆင်ခဲ့ပါတယ်။ Marie ဟာကိုယ်တိုင်ကားမောင်းပြီးတော့ရှေ့တန်းထိသွားခဲ့ပါတယ်။စစ်သားတွေရဲ့ခန္ဓာကိုယ်တွေကကြီးစံတွေအစအနတွေကိုရှာဖွေပြီးအသက်ပေါင်းများစွာကိုကယ်တင်ခဲ့ပါတယ်။သူမဟာအမျိုးသမီးကြီးတစ်ယောက်ဖြစ်နေပေမဲ့ခက်ခဲတဲ့စစ်မြေပြင်မှာမကြောက်မရွံ့အလုပ်လုပ်ခဲ့တာဟာအံ့ဩစရာပါပဲ။နေပေါင်းများစွာဒဏ်ရောင်ကြီးတွေနဲ့တိုက်ရိုက်ထိတွေ့မှုရရှိခဲ့တာကြောင့် Marie ဟာချမ်းမာရေးတဖြည်းဖြည်းဆိုးရွားလာခဲ့ပါတယ်။1934ခုနှစ်ဇူလိုင်လ4ရက်နေ့မှာတော့ Marie Curie ကွယ်လွန်သွားခဲ့ပါတယ်။
သူမတည်ဆုံရတဲ့အကြောင်းရင်းကတော့ရေဒီယိုတက်တိကျဒိတ်အောင်ကြီးတွေကြောင့်ဖြစ်ပေါ်လာတဲ့သွေးအားနဲ့ယောဂကြောင့်ဖြစ်ပါတယ်။သူမဟာသိမ့်မဲ့ပညာအတွက်သူမရဲ့ဘဝကိုပေးဆက်သွားခဲ့တာပါ။ယနေ့ဒီသူမအသုံးပြုခဲ့တဲ့မက်ဆုစာအုပ်တွေအဝယ်စားတွေဟာဒိတ်အောင်ကြီးတွေရှိနေစေမို့ခဲတစ်တာထဲမှာပဲတင်စီထားရပါတယ်။မာရီဂျူရီဆိုတာကအမျိုးသမီးတွေအတွက်လမ်းပြကျဲတစ်ပွဲမဟုတ်ပါဘူး။လူသားမျိုးနွယ်အတွက်အမှန်တရားတစ်ခုနဲ့ဘဝတုဒ္ဒတွေကိုဘဝနဲ့ရင်းမိရှာဖွေသွားခဲ့တဲ့စံပြပုဂ္ဂိုလ်ကြီးပါပဲ။သူမပြောလို့ရှိတဲ့စကားတစ်ခုကတော့ဘဝမှာကြောက်လန့်စရာဘာမှမရှိဘူး။နားလည်အောင်ကြိုးစားဖို့ပဲရှိတာပါ။ဒီကနေ့ကျွန်တော်တို့သိပ္ပံလောကရဲ့မိခင်ကြီးမာရီဂျူရီအကြောင်းကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ဒီဗီဒီယိုလေးကိုကြိုက်နေတက်ရင် like and subscribe လေးလုပ်ထားပြီးပုံမမိပါနဲ့အောင်ခင်ဗျာ။နောက်ထပ်ဘလို့ပုဂ္ဂိုလ်ကျော်တွေအကြောင်းကိုသိကျင်နေဆိုတာကို comment မှာရေးပြီးခင်းနိုင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။